Halal Foundation မြန်မာမှာကျွန်တော်တို့အပိုင်း6ပိုင်းနဲ့ Halal နဲ့ပတ်သက်တာတွေကိုတင်ပြခဲ့ပြီးဖြစ်တယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့တင်ပြခဲ့တဲ့အကြောင်းအရာတွေကိုပြန်လည်သုံးသပ်ကြည့်အောင်မေးခွန်းလေးတွေနဲ့ကျွန်တော်အမေးဖြေလေးလုပ်ပေးကြည့်မယ်ပထမဆုံးအနေနဲ့ Halal ဆိုတာဘာလဲအစားအသောက်တစ်ခုတည်းကိုခေါ်တာလားကျွန်တော်တို့တင်ပြခဲ့တယ် Halal ဆိုတာကတော့သာသနာတော်ကခွင့်ပြုထားတဲ့အရာတွေတရားတော်ကခွင့်ပြုမိန့်ပေးထားတဲ့အရာတွေကို Halal လို့ခေါ်စားတောက်ခွင့်ရှိတဲ့အရာတွေသုံးစွဲခွင့်ရှိတဲ့အရာတွေကျင့်သုံးရမယ့်အရာတွေဒါတွေကို Halal လို့ခေါ်ဒုတိယမှာတော့ဒုတိယမေးခွန်းကတော့ Haram ဆိုတာဘာလဲ Haram ဆိုတာကတော့သာသနာတော်ကခွင့်မပြုထားတဲ့အရာတွေဒါဆိုရင်မေးခွန်းနံပါတ်3ကတော့ Halal လည်းမဟုတ်ဘူး Haram လည်းမဟုတ်ဘူး Halal လို့လည်းသတ်မှတ်လို့မရသေးဘူး Haram လို့လည်းသတ်မှတ်လို့မရသေးတဲ့အခြေအနေစัจ जा ကာလကိုဘယ်လိုခေါ်လဲဘာလို့ခေါ်လဲဆိုတဲ့အကြောင်းအရာကိုတင်ပြခဲ့မေးခွန်းနံပါတ်3ရဲ့အဖြေကတော့ Mashbu ဖြစ် Mashbu ဆိုတဲ့စကားလုံးက Halal နဲ့ Haram နဲ့ဂျာကာလကိုခေါ်Mashbu ဆိုတာဘာလဲဆိုတော့ထုတ်ကုန်တစ်ခုကိုကျွန်တော်တို့ကသူ့ကို Halal လို့ Haram လို့သတ်မှတ်ဖို့အတွက်လုံလောက်တဲ့အချက်လက်ဘာမှမရသေးဘူးအဲ့ဒီစัจ जा ကာလမှာကျွန်တော်တို့ကဒီအရာကို Mashbu ဖြစ်တယ်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်အကယ်၍ကျွန်တော်တို့ကလုံလောက်တဲ့အချက်လက်တွေရပြီး source တွေခိုင်မာပြီးဆိုရင်ဒီအရာကို Halal ဖြစ်တယ်ဆိုရင် Halal လို့သတ်မှတ်မယ် Haram ဖြစ်တယ်ဆိုရင် Haram လို့သတ်မှတ်မေးခွန်းနံပါတ်4ကတော့ Halal ဆိုတာ logo တစ်ခုတည်းပဲလား logo တစ်ခုတည်းရှိုံနဲ့ Halal ဖြစ်သွားပြီလားမဟုတ်ပါဘူး Halal ဆိုတာ logo လေးကိုကြည့်ုံနဲ့ Halal မဟုတ်ဘူးနောက်ွယ်မှာအင်တမတိကျတဲ့အချက်လက်တွေရှိပါသေးတယ်ဘာတွေလဲဆိုတော့ကျွန်တော်တို့ထုတ်ကုန်တစ်ခုကိုသူ့ကိုစစ်ဆေးရတဲ့ certification ပုံစံလည်းရှိသေးတယ် certification ဆိုတာဘယ်လိုမျိုးလုပ်ရတာလဲဆိုတော့သူ့ရဲ့ဒီကုန်ပစ္စည်းတစ်ခုရဲ့ပါဝင်ပစ္စည်းတွေကိုကျွန်တော်တို့ကြည့်ရှုရတယ်ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေတစ်ခုလုံးအဲ့ဒါတွေကိုကျွန်တော်တို့ကြည့်ရတယ်အဲ့ဒီတိုင်းပဲတူလောင်ရေးတွေတည်ယူပို့ဆောင်ရေးတွေအဲ့ဒီတိုင်းပဲဒီမှတ်တမ်းမှတ်ရစီမံခန့်ခွဲတဲ့စနစ်တွေဒါတွေအားလုံးကိုကြည့်ရှုပြီးတော့မှအဲ့ဒီဟာနဲ့တူတူ Halal logo ကိုတွဲမှ Halal ဖြစ်တာပါနောက်ဆုံးမေးခွန်းကတော့ဝတ်သားမပါရင်အလိုလျောက်ဝတ်သားမပါတဲ့ Halal ဖြစ်ပြီလားဒါလည်းပဲမပြည့်စုံသေးပါဘူး Halal ဆိုတာကဝတ်သားမပါတာတခုတည်းကိုခေါ်တာမဟုတ်ဘူးကုန်ပစ္စည်းတွေမှာကျွန်တော်တို့အသေးစိတ်အချက်လက်တွေသူ့ရဲ့စစ်ဆေးခြင်းတွေအဲ့ဒီအတိုင်းပဲကွင်းစင်စစ်ဆေးမှုတွေသူ့ရဲ့ကုန်ပစ္စည်းရဲ့ပါဝင်ပစ္စည်းတွေမတတ်မှတ်ရစီမံခန့်ခွဲမှုတွေဒါတွေအားလုံးတခါတည်းပြည့်စုံမှအားလုံးပါဝင်ပြီးဆိုမှဒီအရာကို Halal လို့သတ်မှတ်ရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ Halal နဲ့ပတ်သက်ပြီးတော့တင်ပြခဲ့တယ် Haram နဲ့ပတ်သက်ပြီးတော့တင်ပြခဲ့တယ် Mashbu Halal certification Halal logo နဲ့ Halal နဲ့ပတ်သက်တဲ့လွဲမှားတဲ့အယူဆတွေကိုတင်ပြခဲ့ပြီးဖြစ်သို့တော့ဒါတွေကတော့အခြေခံလေးတွေပါဒါလောက်နဲ့မလုံလောက်သေးဘူးဆက်လက်ပြီးတော့အစားအသောက်တစ်ခု Halal ဖြစ်မဖြစ်ကိုဘယ်လိုသိနိုင်မလဲ ingredient label ကိုဘယ်လိုဖတ်မလဲအဲ့ဒီတိုင်းပဲ gelatin emulsifier နောက် enzyme စတဲ့အချက်လက်တွေပါဝင်လာပြီးဆိုရင်ဘာတွေကိုသတိထားသင့်လဲဆိုတဲ့အကြောင်းအရာတွေကိုလည်း inshallah လက်တွေ့နောက်ထပ်အသုံးဝင်တဲ့ကိစ္စလေးတွေကိုတင်ပြပေးသွားမှာဖြစ်မိတ်ဆွေတို့ကိုလည်းဖိတ်ခေါ်ပါတယ်အကယ်၍တစ်ခုခု Halal နဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်ကဲသိလို့တာရှိတယ်ဆိုရင် comment box မှာမေးနိုင်ပါတယ် inshallah နောက်လာမယ့်အပိုင်းတွေမှာမိတ်ဆွေရဲ့မေးခွန်းကိုကျွန်တော်တို့ကြည့်ပြီးတော့ဖြေပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Assalamu alaikum wa rahmatullahi wa barakatuh